တခုကတော့ဂျီပေါ့နော်မြေဆိုတဲ့ဟာလေးကိုထပ်ပွားပြမယ်အဲ့တော့ဂျီဂူဆိုတော့အမတို့ဘာဖြစ်သွားမှာလဲကဘာမြေဖြစ်သွားမယ်ဂျီဒိုဆိုတော့မြေပုံဖြစ်သွားမယ်ဂျီဘန်းဆိုတော့ဒါကဒေတာတွေအပိုင်းတွေပေါ့နော်ဒေတာအပိုင်းတွေဖြစ်သွားမယ်နောက်တစ်ခုကကြတော့ဂျီပေါ့နော်ဒီနေရာမှာချင်းဆိုတာကတုံလို့တာဂျီချင်းဆိုတော့မြေကြီးတုံလို့တာဆိုငလျင်ဖြစ်သွားမယ်ဂျီနောက်တစ်ခုကဟာဆိုတာကအောက်အဲ့တော့ဂျီဟာဆိုတော့ဘာဖြစ်သွားမှာလဲဆိုတော့မြေအောက်ဖြစ်သွားမယ်ဟုတ်ပြီနော်တော့မှဖြစ်မိတာလေးတွေပြန်ခေါ်ကြည့်လိုက်မယ်잠시만요 여러분နောက်တစ်ခုအနေနဲ့ကကြတော့မနော်ဖုတ်ဆိုတာကလုံးဝအဲ့လိုမျိုးပောက်ခွဲထမတက်ထွက်မတက်ပေါ့နော်ဒီလိုမျိုးအတိတ်ပဲအဲ့တော့ဥဆိုတာကမိုးအဲ့တော့ဖုတ်ကူဆိုတော့မိုးတဲထန်စွာရွာခြင်းဖြစ်သွားမယ်အဲ့တော့ဥဆိုတာကဒါမိုးခီဆိုတာကခီကန်ဘယ်ကလာလဲကာလဆိုတာကလာတယ်ပေါ့ကွယ်နော်ကာလဆိုတာအနေလာတယ်ပေါ့เนาะအဲ့တော့ခီကန်ဆိုတော့ဘာဖြစ်သွားမှာလဲဆိုတော့ဥခီဆိုတော့ဒါမိုးရာသီကာလဒီလိုမျိုးဖြစ်သွားမယ်เนาะအဲ့တော့ဥဆန်းဆိုတာဒါတော့ဒီပြီးသားဘာလို့မလဲထီမိုးကာကွယ်ပြီးတော့ထီပေါ့ဒီလိုမျိုးပေါ့เนาะအဲ့တော့ယာဥကကြတော့ယာဆိုတာကကြတော့ညပေါ့နော်ဥဆိုတော့မိုးပေါ့အဲ့ဒါဆိုညမှာရွာတယ်မိုးညမိုးဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်အခုကကြတော့ဂန်းဥလျံပေါ့နော်ဂန်းဥလျံဒါဆိုရင်ဘာဖြစ်သွားမှာလဲဆိုတော့မိုးရေချိန်ပေါ့ဒီလိုမျိုးဖြစ်သွားအဲ့တော့ဒီမှာဆိုလဲဂန်းဆူလျံလို့လဲကြားရလိမ့်မယ်เนาะအဲ့ဒါရေချိန်ပေါ့အဲ့ဒီလိုမျိုးเนาะအဲ့တော့ဒါဆိုရင်ဒါကနောက်ထပ်ဒီအမ G နဲ့ဥလေးကိုပွားထားတာပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုမှာကြံတဲ့ဟာလေးတွေကိုထပ်ပွားမယ်နော်